ကျောင်းမိသားစုတစ်ခုကပျော်ရွှင်စွာပြီးတော့ထွက်နေကြပါတယ်။အမှတသားတစ်ခုချင်းတသားရုတ်တရက်ကျိုးကျပြီးတော့မိသားစုတော်ကောင်းရေထဲပြုတ်ကျသွားပါတယ်။ကျောင်းလေးကရေထဲကိုပြုတ်ကျပြီးမျောပါနေပါတယ်။ကျောင်းဖေနဲ့ကျောင်းမေကြီးကကောင်းပေါ်မှာတင်နေတဲ့အချိန်မှာခွေးဦးလေးကြီးကအော်တန်ကြတော့သူ့ညင်စီးပြီးတော့အော်တန်နောင်လိုက်ပါတယ်ပြီးတော့ကျောင်းကလေးကိုလင်းလျက်စာကယ်လိုက်ပါတယ်။ကောင်းပေါ်ရောက်ပါတော့ကျောင်းလေးကကက်ဆယ်ရေးတဲ့ဖုန်းဆက်လာတဲ့ကက်ဆယ်ရေးရဟဲရင်နဲ့ရောက်ချလာပါတယ်။သူနာကျူးနှစ်ယောက်ကရဟရင်စီကျောင်းကလေးကိုတည်ပြီးတော့သွားပါတယ်။ဆေးရုံမှာကျောင်းကလေးကိုတင်ထားပါတယ်။ဆေးရုံတရုံမှာကျောင်းဖေနဲ့ကျောင်းမေသတိရလာတော့ကြောင့်သူ့ရဲ့ကလေးလေးကိုလိုက်ရှာပါတယ်။သူ့ကလေးလေးဘာမှမဖြစ်တာကိုဝမ်းသာပြီးအောင်ငိုနေကြပါတယ်။တက်တာကတော့ကိုင်းနဲ့ခွေးဦးလေးစီကိုတွားနေကြပါတယ်။ခွေးလူကညှင်းစာကျွေးနေတဲ့အတန်ကြားတော့အပြင်ကိုထွက်ကြည့်လိုက်မှသူခဲတဲ့မိသားစုကသူ့ကိုကျေးဇူးလာတင်နေအောင်တီးလိုက်ရပါတယ်။